morning ပါဒီကနေ့ကတော့ရွာကိုအလဲခေါ်သွားမှာဖြစ်ပါတယ်ဒီနာဘက်မှာရှိရဲ့ကျမရဲ့အိမ်လေးကိုခေါ်သွားမှာဖြစ်ပါတယ်ဒါကတော့မနက်ခင်းစောင်းရသည်မှာမမေနဲ့အတူဈေးကိုသွားဖို့အတွက်အရင်လဲချမ်းတဲ့ဆောင်ရသည်မှာပေါ့နော်ဈေးကိုသွားဖို့တဲ့ဆိုင်ကအတူစီးနေတာပဲဖြစ်ပါတယ်လမ်းလေးတွေကတော့တောလမ်းလေးတွေဖြစ်တဲ့အတွက်ဒီလိုဖုံလမ်းလေးတွေပဲသွားပါတယ်ဖုံထူတဲ့နေရာကျရင်တော့ဖြည်းဖြည်းမောင်းရပါတယ်ဟုတ်ကဲ့ပါဒါကတော့အမေနောက်ကနေလိုက်ပြီးလေပေါ်ပါတယ်ဟိုဘက်ကြည့်ဒီဘက်ကြည့်နဲ့ဘေးနားမှာလည်းအရန်ကိုတာယာလက်ပါတယ်ဒီနင်းပွဲလေးကြာနေတယ်နေရာကိုတွေ့ရမှာပါပြီးတော့ဒါလေးကတော့မဲဆာချောင်းတံလို့ခေါ်တာပေါ့နော်နွေရာသီမှာဆိုရင်တော့ဆောင်းရာသီနွေရာသီမှာဆိုရင်တော့ဒီလိုတံလေးနဲ့ဖြတ်ရတာပေါ့နော်မိုးရာသီမှာဆိုရင်တော့မဲဆာချောင်းရဲ့ဒီရင်ပြင်အကျယ်ကအရန်ကျယ်တဲ့ခါကျတော့ဒီတံလေးလည်းမနိုင်ပါဘူးဒီတံလေးနဲ့ပဲရွာသူရွာသားတွေကဖြတ်ကူးရတယ်ပေါ့နော်အရင်တော့ကာတရာလုပ်တယ်ဒါပေမဲ့အခုကတော့ကာတရာမလုပ်နိုင်တဲ့အတွက်ဆိုင်ကယ်ကူးတံလေးကိုဒီလိုလေးပဲဖြတ်တန်းပြီးတော့သွားလာကြရပါတယ်ဒါကတော့မဲဆာချောင်းတံကိုဖြတ်နေတဲ့ပုံရလေးပါကြောက်နေပေါ့နော်ကြည့်ပါဦးအေးရဲ့ဒီနေရာလေးဆိုရင်ပဲ့တဲ့နေရာလေးကပဲ့ဒါပေမဲ့ဒါတွေကိုပဲလူတွေကအသုံးပြုနေကြတာတွေ့ရတယ်ပေါ့နော်တကယ်ကိုအရန်ကိုရွာဆိုတော့အရန်ချစ်တော့ဘလို့ခက်ခဲရှိပေါ့နော်ဘလောက်ပဲခက်ခဲရှိကိုရွာကိုပြန်ချင်းတဲ့တတိရတဲ့စိတ်တွေကိုရဲ့နေရာဒေသမွေးခဲတဲ့နေရာဒေသတွေကိုတတိရတဲ့စိတ်တွေကတော့အင်မတန်မှဒါလူတိုင်းမှာရှိမယ်လို့ထင်ပါတယ်တစ်ဖက်နိုင်ငံခြားမှာနေတဲ့လူတွေမြန်မာပြည်မှာမဟုတ်ဘဲနိုင်ငံခြားမှာနေတဲ့လူတွေဆိုရင်ပို့ပြီးတော့မှတော့မှကိုယ့်ရဲ့ကိုယ်ဒေသကိုအမြဲလွှမ်းနေပါတယ်ဒါကတော့အိမ်တွင်းမှာရှိတဲ့ခန်းကျင်ဒီအသေးလေးတွေပေါ့နော်အိမ်ဝင်းကအရန်ကျယ်တော့တောဘက်ဆိုတဲ့ခါကျအရန်ကျယ်တဲ့ခါကျတော့ဘာမှဝယ်စားစရာမလိုဘူးချင်မောင်ရွက်ကစားဒါကတော့မမေရေချိုးနေတာအမတ်တရဖြစ်အောင်လို့ရိုက်ထားတာပါဟုတ်ကဲ့ပြီးတော့ကောင်းငင်ကြီးတော့တာယာလာပါနေတယ်သူခုနခန်းကျင်ဒီခူးနေရပါတော့ပြီးတော့ထမင်းစားကြမယ်ထမင်းစားကလည်းကိုအိမ်မှာဖြစ်တဲ့အတွက်မကြီးရွယ်ဟင်းအဲ့ဒါလေးကတော့ပိန်ပေါင်းတို့ဟင်းပေါင်းတို့ရဲရွယ်နဲ့ငဖဲနဲ့ချက်တဲ့စီတုံဖူးတို့ဒါတော့မိုးညင်းဘက်ကမြစ်ကြီးနားဘက်ကနေလာတဲ့ဟင်းလျာလေးပေါ့နော်အားလေးကိုစားကြပါတယ်အိမ်မှာဆိုရင်တော့အမေခူးထားတဲ့ထမင်းနဲ့အစင်သင်းစားယုံတော်ဟင်းတော်ထမင်းမြို့မှာလို့တော့မဟုတ်ဘူးပေါ့နော်ဒါအမေနဲ့အမတရားလေးဖန်နေတာပါဒါအမေဝယ်ခဲ့တဲ့နောက်နေ့ကျရင်ဈေးသွားရတာခုနတံတားကိုဖြတ်ပြီးတော့မှဈေးကိုသွားရတယ်သွားတော့ဈေးရွက်တွေဝယ်လာတယ်ဒါလေးကကြတော့ဒီချောင်းထဲမှာပေါက်တဲ့ပန်းဆောက်ထိုးရွက်တဲ့အရန်တုပ်စားလို့ကောင်းတဲ့အရွက်ပါဒီရွက်လေးကတော့ပြီးတော့ကျဥဒီချိန်မှာတော့ကုန်စည်နှုန်းတွေကတော့ရန်ဈေးတက်တယ်ပေါ့နော်ဒါတော့ငါးကောင်းဒါတော့အဖေအမေတို့ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့စီကြိတ်တယ်ပေါ့နော်နန်းတို့ပဲတို့ဒါတွေကိုကြိတ်ပေးတယ်ပေါ့နော်ကိုကတော့ပဲဖက်ယူရဲအဲ့လိုမျိုးပုံစံလေးပေါ့နော်အဲ့လေးလုပ်ပေးပါတယ်ဖေနဲ့မေတို့ကတော့ကြိုးစားပန်းစားနဲ့ကိုကတော့အိမ်မှာပေါ်ကြောက်ပေါ့နော်ဒါကတော့ဝက်ချံကိုလိုက်ပြမှာဖြစ်ပါတယ်ဒါလေးကတော့အိမ်ရဲ့စီးပွားရေးတနိုင်တစ်ပိုင်းစီးပွားရေးပေါ့နော်ဝယ်မွေးမြူရေးကိုလုပ်ပါတယ်မွေးမြူရေးလုပ်တယ်အဲ့ဘက်မှာကျတော့တော်တော်များများမွေးမြူရေးကိုပို့ပြီးတော့မှအားတန်ကြတယ်ပေါ့နော်ကိုကကျတော့အိမ်မှာကျမိသားစု3ယောက်တည်းရှိတယ်လဲရမြေမရှိတဲ့အတွက်မွေးမြူရေးကိုပြုလုပ်ပါတယ်ဒါအိမ်တွင်းမှာလိုက်လံရှင်းပြဗီဒီယိုရိုက်မတရားတင်တဲ့ဗီဒီယိုလေးပါဒါမြစ်ကြီးနားကိုပြန်ဖို့ဆိုရင်ဒါတယောက်တည်းသွားတဲ့ခရီးပေါ့နော်လွယ်ကူပါဘူးတစ်ခါပြန်ဖို့ဒါမေမေကကိုမုံစိမ့်ပေါင်းလှုပ်ကြွေးမယ်တဲ့မုံလုံနေတာပါဒါကတော့စူပုတ်ရွက်ပါစူပုတ်ရွက်ဖေဖေကမှဓာတ်စီဝယ်ဖို့အတွက်ပတ်စံအမေစီကနေလမ်းယူနေတယ်အဲ့ဒီဘက်ကျတော့ရေနံစီဓာတ်စီကအရန်စီကြီးတယ်ဘာဆိုလက်မှတ်ဆက်တဲ့ရွယ်နည်းနည်းခက်ခဲတယ်
အခု2025မှာပေါ့နော်အရင်တော့ကလိုမျိုးအချိန်တွေကိုလည်းပြန်လိုချင်တယ်နိုင်ငံတော်စီးပွားရေးတိုးတက်အောင်လည်းပြန်လိုချင်တယ်တော်တော်များများအဲ့ဘက်ကိုရောက်တော့ကိုဘယ်လိုခံစားရလဲဆိုတော့မပြန်ဖြစ်တာလည်းကြပြီအခုမှပြန်လာဆိုတော့လေတော်တော်များများကခဲနဲ့ရှောက်ပြီးစားတောင်းနေရတာပေါ့နော်ဒါတွေကိုလည်းပြန်လဲကောင်းမွန်စေချင်ပါတယ်ဒါအမေနဲ့တော်ကီဖုတ်သူ့မုံပေါင်းသူစားနေရသူပြီးတော့ဒီနေ့ကတော့ဖရဲသီးကလုံးဝလက်ဆက်အခင်းထဲကနေအခုချက်ချင်းကောက်ပြီးအခုချက်ချင်းရောင်းတဲ့ဖရဲသီးကိုတာမီတာဖာ3ယောက်စားကြမှာပဲဖြစ်ပါတယ်မေမေကတော့ကိုယ်အိမ်ပြန်လာပြီဆိုရင်ဘာစားမလဲဘာလုပ်မလဲဘယ်စားခြင်းလဲဒါကတော့မိဘရဲ့မေတ္တာတရားပေါ့နော်အရန်ချိုတော့ဒါတော့အဖေတွေ့ပါပြီဖေကတော့အရပါရအဖေကဘယ်တော့မှအင်ကြီးမဟုတ်ဘူးနေ့တိုင်းဆိုပူတယ်လေနော်ဆောင်းရသည်နည်းနည်းဖြစ်ပေမဲ့နည်းပေါက်တဲ့ခါကျတော့အာရပါဆွဲပါပြီလို့ဒါကတော့မတရားပြပါဒါတော့ကြက်လုံနေတာကြတော့လေအဖေကကြတော့ယောသားဖြစ်တဲ့အတွက်စံတပီကြက်တကောင်ဒီရောနက်တင်ရတယ်ဆိုတဲ့တဘာဝပေါ့နော်လိုမျိုးရှိပါတယ်အဲအကြောင်းမို့လို့ရောနက်တင်မှာဖြစ်ပါတယ်ရောနက်တင်ဖို့အတွက်ဒါပြင်ဆင်နေတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာကျတော့ကိုးကွယ်ရာဆိုင်ရာတွေလည်းတချို့တွေလည်းရှိသေးတယ်လीနော်ဒါတွေကမယုံကြည်လို့လည်းမရဘူးအဲဒီအတွက်ဒါကိုဖေဖေကပြင်ဆင်နေတာပဲဖြစ်ပါတယ်နေကြီးပူပူစံတပီကိုချက်ပြီးတော့ကြက်သားကိုပြုတ်အဲ့ဒါကိုစားလေးနဲ့ပဲပူဇော်ရတာပေါ့နော်စားလေးနဲ့ပူဇော်အရက်တစ်ခွက်အဲ့နဲ့ပူဇော်ပြီးပြီဆိုရင်တော့ဒီအိမ်သားတွေကစားရတာပေါ့နော်ခဏနေစားတဲ့အလိုင်းလေးပြန်လာပါမယ်ပြုတ်ပါပြီပြီးတော့အရင်တော့ကတော့လဲစီမီရတယ်ရှင်အခုကတော့လေရဲစီမီကလည်းမရဖုန်းလိုင်းတွေကလည်းမရဆိုတော့ဒီလိုအမှတ်တရတွေကိုပဲကိုရီးယားရိတ်ဖြစ်မှလေနော်ဒါစားရဲဆိုရင်လည်း impact လေးတွေနဲ့စားရပါတယ်စားကြပါတော့မယ်တမိတာဖတ်3ယောက်ဒါပေါ့နော်ဘိုင်မနာနဲ့ဘိုင်မအောင်နဲ့ခေါင်းမမူးနဲ့ဆိုတဲ့ဥစ္စာလေးကိုဆိုတာဖြစ်ပါတယ်တမိတာဖတ်3ယောက်တွေ့ကြပါတယ်အေးကြက်တစ်ကောင်လုံးလဲကုန်သွားတယ်တမိတာဖတ်3ယောက်စားလိုက်တာဒါတော့မှအမေကထမင်းစားထားလို့အဖေကလည်းအများကြီးတွေ့တယ်ကိုကလည်းအများကြီးစားပါတယ်ဒီချိန်ကတော့အဖေနဲ့အမေနဲ့နေရတာအကောင်းဆုံးကိုရဲ့တမိုးရှိရဲ့အချိန်လေးတွေပေါ့နော်မိသားစုနဲ့တူနေရတော့ဘာနဲ့မှလဲလို့မရဘူးနေတိုင်းစားမယ်တောက်မယ်ဘာဒီနေ့ဘာစားရမလဲပဲတာမိတဖာ3ယောက်စဉ်းစားတယ်လက်မဆက်တဲ့ရေးလည်းအမြန်ဆုံးကောင်းကျင်တယ်နိုင်ငံတော်ကြီးလည်းတရားအေဂျင့်ဝါပြောစေခြင်းနဲ့လို့ဆုတောင်းပါတယ်တကယ်ပါဘာလို့ကိုသွားရဲ့ခီကိုခက်ခဲတာကိုပဲသိတဲ့အတွက်ပေါ့နော်ဒါထမင်းနောက်တပွဲခူးပြီမိမင်းညောင်စားခြင်းနဲ့ဖြတ်လိုက်ဖြတ်တယ်ဝင်လမ်းမဆက်တွေကောင်းလို့ဒီမိချီနာဘက်ကိုပြန်တယ်ဆိုရင်တော့လေဘယ်တော့မှမမောင်းရပါဘူးကားလမ်းဒီမလျာဘက်လမ်းတွေဖွင့်တယ်ဆိုရင်ကတ္တရာလမ်းတွေဖွင့်တယ်ဆိုရင်ဘယ်တော့မှမမောင်းရပါဘူးနေချင်းရောက်ပါတယ်ဘောလမ်းမဆက်တွေမကောင်းတဲ့အတွက်ကားလမ်းမှာဆိုရင်ညအေးရတယ်ဒီလိုခက်ခဲလေးတွေကြုံတဲ့အတွက်ဒီဗီဒီယိုလေးကိုအမတ်တရအဖြစ်တင်ထားတာပေါ့နော်မတရားအဖြစ်ကိုတတိယတဲ့ချိန်ကြည့်ဖို့အခုလည်းမမေတို့နဲ့ဆက်သွယ်ရပါတယ်မိဘနဲ့ဆက်သွယ်ရတယ်အခုကတော့လက်မဆက်သွယ်ရနည်းနည်းကောင်းလာပြီးအဲ့လိုလေးပေါ့နော်အားရပါရစားတဲ့ဥစ္စာနည်းနည်းရှိသွားလားတော့မသိဘူးဒါတော့ဖေးနေမိပေါ့နော်သူ့လက်မှာအနာပေါက်နေလို့ဆိုပြီးမှညစ်ပေးနေတာတဲ့တကယ်ပါပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေဖြတ်တန်းရတဲ့အတွက်လည်းအများကြီးပျော်ရွှင်ပါတယ်။နောက်လည်းအများကြီးပျော်ချင်ပါသေးတယ်ဖေနဲ့မေကိုလည်းအများကြီးလွမ်းပါတယ်လို့နော်
ပိုင်ပိုင်ပါဒီဗီဒီယိုလေးကိုလည်းအများအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အမေရေမချိုးတာဘောင်းဆက်စီတွေနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပိုင်ပိုင်အညော